လူတချို့ရှိတယ်ကိုအမြင့်ကိုရောက်ဖို့အတွက်ဆိုတခြားသူရဲ့ဘဝကိုချမ်းနေမှုဝင်မလေးတတ်ကြဘူးကိုအောင်မြင်ဖို့အတွက်ဆိုအောက်ခြေကလူဒန်းစားဘဝတွေဘာဖြစ်ဖြစ်ဆိုတာမျိုးတွေကိုဘဝလှပကောင်းစားဖို့အတွက်သူများဘဝကိုတားကောင်လို့ထိုးကြွေးဖို့လဲလက်မနေတတ်ကြအမြင့်ကိုတတ်မှတ်ခြေလမ်းခြင်းတူနေရင်တောင်နေရာချင်းမတူအောင်ခြေထိုးခံခြင်းနဲ့အောက်တန်းစားစိတ်ဓာတ်မျိုးတွေအဲ့လိုလူမျိုးတွေကတခြားသူဘဝဟူတာသူတို့စိတ်ချက်ချွေလို့ချွေနင်းလို့နင်းပြုလို့ခြင်းပေမဲ့ကိုယ်အလဲကြဆက်ဆက်တိမခံနာတတ်ကြတယ်လို့ကိစ္စသေးသေးလေးကိုအကြီးကြီးဖြစ်အောင်အကျက်ချက်တတ်ကြတယ်ငါမှငါဆိုတဲ့စိတ်မျိုးရှိနေတဲ့၍ကံရဲ့ဖေးမမှုကြောင့်သာအမြင့်ကိုရောက်ရင်ရောက်ပါလိမ့်မယ်ကိုချင်းစာတရားနဲ့ငဲ့ညာမှုအတွက်ဘယ်နေရာဘယ်ရာတူကိုပဲရောက်အချိန်ကြာကြာရှင်သန်ရပ်တည်နိုင်မှာမဟုတ်ပါဘူး